ကဲညီကိုရေမန္တလေးသားတွေအကြိုက် Yamaha MT-09 ဗျာ Yamaha MT-09 ဘိန်းရှည်နော်ဘိန်းလုံးဝရှည်ကာလာလဲကြည့်လိုက်အောင်ကာလာလဲလိမ္မော်ရောင် orange ဟိုမှာဒီကောင်ပလဲပေါက်လေးပါပါတယ်ပလဲပေါက်လေးနဲ့ဘိန်းလုံးဝရှည်အပြင်မှာဆိုဒီထက်ပိုလာတယ်ဗျာဘိန်းရရှည်ကြီး Yamaha MT-09 လေးရှိမယ်မော်ရယ်ကတော့2014ပါမော်ရယ်2014လာမြင့်များ2014လာမြင့်လိုင်စင်ပါမယ်လိုင်စင်တစ်ချက်ပြပါမယ်လိုင်စင်ကဒီကောင်ကစကိုင်းလိုင်စင်ပါစကိုင်းလိုင်စင်ရှယ်ဘိန်းရှယ် original thought တွေပါမယ် original thought နှစ်ချောင်းပါမယ်17ချက်နှုတ်ပြပေးမယ်ဗျာညီဝင်နော်17ချက်နှုတ်ပြပေးမယ်ကိုလေးတစ်ချက်ပြပေးမယ်လက်ရှိကီလိုကဒီကောင်ကီလို3360ပါကီလိုအမှန်မှာ17ချက်နှုတ်ပြမယ်ဟောမုတ်တွေပါအစုံပါသွားရင်နော်တီနိုပဲရှယ်စတက်တီနိုဘိန်းရှယ်လုံးဝအင်ဂျင်ကန်နေအစ်ဆက်နေရတယ်အင်ဂျင်ကန်နေလုံးဝအစ်ဆက်ရှယ်ကြီးဗျာရှယ်ကြီးနော်ချက်ရှိုးကြည့်လိုက်ဗျာချက်ရှိုးကြည့်လိုက်ရှင်းတော့တာယာဘာမှမလိုဘူးဒီကိုတွေဝယ်ပြီးရတယ်တန့်စီအောင်ပဲဝယ်ပြီးရတယ်တန့်စီအောင်ပဲကဲလုံးဝရှယ်ကဲတခြားဘိန်းတွေပြပေးမယ်ဟိုမှာ CB 150လေးရှိမယ် CB 150 KTM RC 200ရှိမယ်ဟိုကမဟာလီတွေရှိမယ်ဗျာတေယိုဘိန်းလေးလည်းစုံရှိပါတယ်မိတ်ဆွေတို့ကျန်းကျန်းတက်တဲ့ဘိန်းစုံကိုကွန်မြူနတီရှိုးတော့မှာတနေရာလေးကြည့်ရှုခံစားနိုင်ပါတယ်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ